ကျွန်တော်တို့ agent က hotel မှာတက်ရှင်ရမြောက်ပေးပြီးနေတယ်ကျွန်တော်တို့တွားရောက်ခဲ့တဲ့ပုံကိုတောင်းပေးခြင်းခံရပါတယ်ဒီရဲ့ကမှာကျွန်တော်ဒီလိုဒီနောက်ဆေးရွာရေးပေါ်တူဆရာဝန်ကျွန်တော်ဒေါက်တာဆရာကြီးနဲ့တူအခုဒီလိုဆေးရွာမှာရေးပေါ်တူဆရာဝန်ဒေါက်တာကျော်လာနေနဲ့မြောက်ကလာဒီဆေးရွာမှာရေးပေါ်တူဆရာဝန်ဒေါက်တာကျုံမောင်ဆန်တို့ကနေပြီးတော့တွားရောက်ပြီးဆောင်ရွက်ပေးနေပါတယ်ကျွန်တော်တို့အတူဒီလိုဒီနောက်ဆေးရွာမှာဒီနာပြီးဆရာဆရာမများနေလိုက်ပြီးတော့ကျွန်တော်တို့ MPC နဲ့တွားပြီးတော့ကဲဆယ်ရေးဒီရာချီကိုကျွန်တော်တွားပြီးတော့ကဲဆယ်ခဲ့ပါတယ်ခင်ဗျာကျွန်တော်တို့အတူ international rescue team နဲ့မြန်မာနိုင်ငံတက်နဲ့ session rescue ဖွဲ့ရတဲ့ပူးပေါင်းပြီးတော့ကြိတ်ဆောင်ရွက်ခဲ့ပါတယ်ဟုတ်ကဲ့ကျွန်တော်က disaster နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့မှာစာတွေ့ရနေရတာပေါ့နော်လက်တွေ့နဲ့ကျွန်တော်တို့လုပ်ခဲ့ပါတယ်စာတွေ့နေနေမယ်ဒါပေမဲ့ဒီဟာကြတော့ကျွန်တော်တို့က first time နဲ့ feed မှာသွားပြီးတော့ခဲ့စရာတက်ပါတယ်အဲ့တော့ကျွန်တော်မှာအကြောင်းရင်းမှုရဲ့စိတ်ကဖြစ်ခဲ့ပါတယ်ဒါပေမဲ့လည်းကျွန်တော်တို့ဒီနားမှာ rescue နေရရှိတဲ့ကြောင့်လို့စိတ်တက်ကြခဲ့ပါတယ်ဟုတ်ကဲ့ကျွန်တော် international တင်ရနေပြီးတော့မှာတကယ်နဲ့နောက်တွေ့ပြီးပေါ့နော် view ထဲမှာတွေ့ပြီးဒါပေမဲ့လည်းကျွန်တော်စပြီးတော့လက်ကလေးစားတွေ့လာပြီပေါ့နော်ဒီနာတွေကဒီကျွန်တော်နိုင်ပေါင်းများစွာရေတက်တဲ့အစာတက်တွေတက်နေမှုရှိတဲ့ကြောင့်မို့ကျွန်တော်တို့ဒီခနာကိုတစ်ခုလုံးရအောင်တက်တာလည်းအချိန်တော်ကြာတဲ့အတွက်ကြောင့်မို့ဒီလက်ကလေးပြီးတော့ကျွန်တော် high ပေါ့နော်ဒီတို့ဒီတက်ဆုံးရှုံးသွားများတဲ့အတွက်ကြောင့်မို့I-9 ထူလို့ကိုကျွန်တော်နဲ့ဒါကျော်လိုက်နေနေရပါလိမ့်ပြီးတော့ဒီလိုပိတ်နေတဲ့ ground floor ကြီးကိုတားဆီးဖြစ်စီချာကြနေပြီးတော့ rescue team တွေတွားရောက်ပြီးတော့ဒီနာကိုကုသမှုပေးခဲ့ပါတယ်ကုသမှုတွေမကဘဲနဲ့ဒီလိုစစ်ခေါ်အားရှိအောင်လည်းကျွန်တော်တို့ပြောကြားခဲ့ပါတယ်ကျွန်တော်တို့ဒီလိုအမြင်စွာနဲ့တက်ရှင်နဲ့ကြိုထုတ်သွားမယ်ဒီအခါမှာလည်းစေုံမှာလည်းဆောင်းဆရာမတွေနဲ့လိုက်နေပြီးတော့စီစဉ်ဖို့ဆောင်နေမယ်ဆိုတော့ပြောခဲ့ပါတယ်ဒီတောင်းဆိုနေတယ်အောင်အားပေးစမှာပြောကြားခဲ့ပါတယ်တကယ်ကတော့ကျွန်တော်တို့ဒီထဲမှာကျတော့ပျက်စီးရေပေါ့နော်ပျက်စီးရေရှိတယ်ပျက်စီးရေတော့တော်ပြီးတော့သွားခဲ့ရတာပေါ့နော်ပြီးတော့ကျွန်တော်စေးအေးပြီးသွားရတယ်ပေါ့နော်emergency box ကိုသွားရတယ်ဒီမှာတန်ချုံလေးနိုင်ခွဲစားတယ်ပေါ့နော်အဲအားကြီးဖြတ်ကျော်ခဲ့ရတယ်ဒါပေမဲ့အထက်မှာတော့ rescue team တွေကျွန်တော်ရှိနေပြီးတယ် rescue team တွေကနေပြီးတော့မနေရာမှာတန်ချောင်းတွေရှိတယ်မနေရာမှာအထိချဖို့ပေါ့နော်ဒါမျိုးပြောခဲ့တယ်အထက်မှာလည်းနိုင်ချင်းကြီးဒီချာထုံးထားပေးပါတယ်တောင်းလျှောက် reservation ကျွန်တော်တို့ရဲ့တင်ဒီ reservation လုပ်နေတဲ့တောင်းလျှောက်တော့အမြဲတမ်း treatment ပေးနေတဲ့တောင်းလျှောက်ပါမယ်သူတို့တွေကကျွန်တော်နဲ့တူတူနေပေးပါတယ်ဟုတ်ဒီမှာဆိုရခဲ့ပါတယ်ဟုတ်ကဲ့ညာကျွန်တော်တို့တွေအသက်ရှင်နဲ့ကဲထုတ်နိုင်တဲ့အတွက်ကြောင့်မို့အတိုင်းမတိဝမ်းသာခဲ့ပါတယ်ဆက်လက်ပြီးရင်းနာရဲ့အနေထားကိုလည်းကျွန်တော်တို့စေရုံကြည့်ကြအောင်သက်ရှင်ရင်းနဲ့နာမတောင်းလျှောက်မှုဒီပြုစုနိုင်တဲ့အတွက်လည်းကျွန်တော်တို့ရဲ့ဒီကျင်းတစ်ခုလုံးပဲကျေးဇူးတင်ပါတယ်နော်ဟုတ်ကဲ့နောက်တစ်ချက်ကျတော့စိတ်ပူပါတယ်ဒီတိများအိပ်ပျော်နေတာပေါ့နော်အစာရေးစားဟိုဟာမတော်ရလို့ပဲဒီချိုတက်တွေကြာပြီးတော့ပဲဒီနေ့နေရတာတော့မဟုတ်တိထွက်တန်ရာကြီးကြောက်ပဲဒီနေ့နေရတာဆိုပြီးတော့စိတ်ပူလို့တော့ကျွန်တော်ဒုတိယတစ်ရက်မှာပို့ရှိခဲ့ပါတယ်ကျွန်တော်တို့လည်းပထမတစ်ယောက်ကယ်တယ်ပြီးမှတော့ဒုတိယတစ်ယောက်ရဲ့အနေထားတောက်လျှောက်လို့ကျွန်တော်တို့ step by နေပြီးခဲ့ပါတယ်ကျွန်တော်အဲ ambulance ပေါ်မှာပဲကျွန်တော်တို့စောင့်ထားခဲ့ပါတယ်ခင်ဗျာစုစုပေါင်း9:20ကျော်ကျွန်တော်တို့ agent ကဟိုတယ်ရှိမှာ ambulance နဲ့ကျွန်တော်တို့စောင့်ပြီးတော့ catering လုပ်ငန်းတွေကိုပြုလုပ်ခဲ့ပါတယ်ကျွန်တော်တို့စာတော့ကျွန်တော်ဖန်ထားတဲ့ဒီထားတဲ့စာနဲ့တန်ကြားရဲကောင်းကောင်းလေးခင်နေလို့ကျွန်တော်ဒီ attention တင်ရနေပြီးတော့ကျွန်တော်ပြောပါတယ်ဒါကြောင့်မို့လို့တို့ရတယ်ဒီသူကတော့လက်ကလေးရတဲ့အချိန်မှာပဲကျွန်တော်တို့ emergency တင်ရတာပြောပါတယ်သူလက်ကလေးစားတင်တွေ့နေဒါပေမဲ့လည်းအသားစီးရရှိနေပါတယ်တန်ချောင်းရရှိနေပါတယ်အဲတန်ချောင်းကြီးကျွန်တော်ရဖြတ်တော့ပါတယ်ကျွန်တော်သူ့ရဲ့လက်ကိုကျွန်တော်ရောက်ပါအောင်နော်ညနာလေးပါလည်းမတွေ့ရဘူးပါအဲ့ဒီထားမှာကျွန်တော်သွားပြီးတော့ကယ်ဆယ်ရေးထပ်တော့အောက်မှာသွားပြီးတော့ ambulance ထူဖို့အတွက်ကိုကျွန်တော်စီစဉ်ပါတယ် rescue team ရတယ်သူတွေကစိတ်ဖြစ်တဲ့တော့မှကျွန်တော်ခေါ်ပါတယ်သူလည်းသူကျွန်တော်ကိုသွားပြီးတော့ကယ်ဆယ်ပါတယ်သူပြောတဲ့လမ်းကြောင်းကနေသူပြောတဲ့ခွင့်ကြားချက်တိုင်းကျွန်တော်တို့ကနားရှိတဲ့နေရာထိကို ground floor ထိကျွန်တော်ကတော့ဆင်တက်ခဲ့ပါတယ်ဒုတိယတစ်ယောက်ကကြတော့ကျွန်တော်တို့ကဒီပတ်သက်နေထားတဲ့လက်ကလည်းကျွန်တော်ပုတ်တဲ့ပုံဆောင်ထိကိုသိနေကြဘူးခင်ဗျကျွန်တော်တွင်းထဲကိုကိုတော့အဲ့တော့အထိကျွန်တော်ဆင်းပြီးတော့ဆောက်ပြီးတော့တွင်းရတယ်ပြီးတဲ့အခါမှာနေရာကလည်းဒီတစ်ခေါက်တည်းစားလို့ချင်းနေရာနဲ့ကိုချင်းချက်ပါတယ်ခင်ဗျ
ရောဒီပျက်စီးမှုတွေရတယ်ချုံချက်တွေရတယ်ပုံများပါတယ်ဟုတ်ကဲ့ကျွန်တော်အနေနဲ့ကကျွန်တော်ဒီဘာဘေးရတဲ့ပတ်သက်တဲ့အခါမှာသူ့ရဲ့စိတ်ချမ်းသာရေးကိုကျမ်းမာရေးဟိုပတ်ဖို့ကိုဒီအားပေးခဲ့တယ်လို့ကဒီမျိုးကျွန်တော်ဒီထိခိုက်တဲ့အရာတွေမရှိဘဲနဲ့သူ့ရဲ့ဒီစိတ်ဓာတ်တွေပေါ့နော်စိတ်ဓာတ်ကိုလေးစားပါတယ်ကျွန်တော်ရဲ့ဒီဆက်ပြီးတော့ကုသပေးနေတဲ့ဆရာဝန်ဆရာမနဲ့သက်ဆိုင်ရာလူကြီးများအားလုံးကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်အနေနဲ့နော် emergency medicine နဲ့လည်းရှင်းဆက်ပြီးတော့ဒီဘာဘေးရတဲ့တုံးပြီးမှာဆက်ပြီးတော့ကျွန်တော်တို့ကစာပေနဲ့ဒီအကောင့်ကျွန်တော်တို့ဒီတွေ့ကြုံလို့လည်းကျွန်တော်တို့ share လုပ်ပါမယ်ဒီရဲ့ကောင်ပါကျွန်တော်တို့ဒီတော့အမေရနေတဲ့ကာဝယ်တင်မှုနဲ့ပတ်သက်တဲ့ဖွဲ့စည်းရေးဌာနဆိုင်ရာတွေနဲ့ကျွန်တော်တို့ဒီ policy ညာဌာနအနေနဲ့ပူးပေါင်းမှုပြီးဆောင်ရွက်ဖို့လည်းတင်ရှိနေပါတယ်ဒီနာများကိုလည်းနည်းနည်းလုပ်ခဲ့ရစာရေးအခုချိန်ထိဒီဘောတောင်းများကိုလည်းကျွန်တော်တို့အနေနဲ့20နှစ်နာရီတည့်ရရှိဆောင်ရွက်စီစဉ်ဆောင်ရွက်နေပါတယ်ခင်ဗျာ